Stan Fetus ရဲ့ဒဏ်ရာနဲ့အတူဆိုးကြီးရဲ့ American ပွဲကတော့ပြတ်သွားပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မီနီယံမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ Stan Fetus ရဲ့ဒူးဒဏ်ရာကပြန်ပြီးတော့ရခဲ့တယ်။အဲဒီအတွက်ကြောင့်မလို့ August မှာကျင်းပမဲ့173ပြိုင်ပွဲကနေပြီးတော့နှုတ်ထွက်လိုက်ပြီးတော့သူ့ရဲ့ကပတ်ကိုလည်းဆွန့်လွတ်လိုက်တာဖြစ်ပါတယ်။ Chatri အနေနဲ့ကတော့ဒီအဓိကအဖြစ်ပွဲပြတ်ပြီးသွားတဲ့နောက်ပိုင်းမှာသူတို့အနေနဲ့ဒီ main fight ကိုဘယ်ဟာတည်မလဲဆိုပြီးတော့အကြောင်းမျိုးမျိုးနဲ့စဉ်းစားခဲ့တယ်ပေါ့နော်။ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာဆိုလို့ရှိရင်ဒီ US ကပရိသတ်တွေကိုတကယ်လဲဆွဲဆောင်ခြင်းနဲ့တကယ်လဲ quality ရှိတဲ့တွဲဆိုင်တွေကိုဖန်တီးပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီခေါင်းပွဲကိုအစားထိုးလို့မရတဲ့အတွက်ကြောင့်မလို့ပွဲကိုဖျက်သိမ်းလိုက်ပြီးတော့နောက်နှစ်ဇွန်လ26ရက်နေ့ကိုရွှေ့လိုက်တယ်ဆိုပြီးပြောတာပါတကယ်တမ်းကပြောရင်1 Championship အဖွဲ့အစည်းကြီးအနေနဲ့နည်းနည်းတော့ရုပ်ပေါက်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့ဖိုက်တာတွေလည်းအများကြီးပဲဗျာကျွန်တော်တို့မာလီခင်နဲ့ရူအိုမာဂိန်းတို့ပွဲတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တာဝန်ချိုင်းတို့ရော့ထန်တို့တယောက်မှတယောက်နဲ့စီစဉ်လို့ရတဲ့အနေထားလက်ရှိဆိုရင်လည်းဒါရော့ထန်ကတာကယ်ရူနဲ့ထိုးပြီးရင်လစ်လက်နေရဖြစ်ပါတယ်ပြီးတော့နောက်ဩဂတ်လောက်မှာဆိုရင်သူလည်းထိုးသက်နိုင်ကြီးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဖိုက်တာတွေဖြစ်တဲ့နဘေးနဲ့စူပါလက်ကိုတည်ပေးမလားဒီလိုမျိုးရွေးချယ်စရာတွေအများကြီးရှိပါတယ်အဲ့လိုမျိုးရွေးချယ်စရာတွေလည်းရှိတယ်အဲ့ဒါအောင်မှဒီခေါင်းပွဲကိုစိတ်ကြိုက်ဖြစ်မဲ့တွဲဆိုင်မတွေ့လို့နောက်နှစ်ထိသွားရွှေ့ရဲဆိုတော့အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ကတော့တော်တော်လေးအဆင်မပြေဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ်။ One Championship ကဘာလို့ဒီလိုမျိုးလုပ်လဲတော့မသိပေမဲ့တေချာပေါက်ဆိုးကြီးနဲ့Liam Harrisonတို့ပွဲကဒန်ဗာမျိုးမှာဖြစ်လာမှာတော့မဟုတ်တော့ပြောချင်တာကဗျာခေါင်းပွဲပြတ်သွားတဲ့အတွက်ကြောင့်မလို့ event တစ်ခုလုံးကိုOne Championship ကရက်ရွှေ့လိုက်တယ်။ရက်ရွှေ့လိုက်တဲ့အချိန်မှာဆိုလင်းဝေါ်Liam Harrisonကိုဒီတစ်နှစ်လုံးကြီးစောက်ခိုင်းမှာလားဆိုတဲ့ကိစ္စရှိလာကျွန်တော်ထင်တော့အဲ့လိုမျိုးစောက်ခိုင်းမှာတော့မဟုတ်တော့ဘူးဒီယန်ဟာရီဆန်ဆိုလို့ရှိရင်လည်းအသက်ကဆိုးလင်းဦးထက်တောင်ကြီးတယ်ဆိုကြီးဆိုလို့ရှိရင်လည်းအဲ့လောက်ကြီးပွဲဝေးသွားလို့ရှိရင်အဆင်မပြေနိုင်တော့ပါဒီအတွက်ကြောင့်မလို့သူတို့နှစ်ယောက်ရဲ့ပွဲကိုတခြား event တစ်ခုခုမှာပြောင်းပြီးတော့တည်ပေးမှလားဆိုတဲ့ကိစ္စတွေကပြန်ပြီးတော့စဉ်းစားကြရရှိပါဒါနဲ့ပတ်သက်ပြီးတော့1 Championship အနေနဲ့တော့ဘာမှထူထူထူးထုတ်ပြန်ကြေညာထားခြင်းတော့မရှိသေးဘူးအဓိကအဖြစ်ကြေညာထားတာက Stan Fetus က recovery training တွေလုပ်နေနေပဲဒူးတန်ရပြန်ပြီးတော့ရသွားတယ်ရသွားတဲ့အတွက်ကြောင့်မလို့ဒီ event တစ်ခုလုံးကိုရက်ရွှေ့လိုက်တယ်ဆိုပြီးကြေညာထားရက်ရွှေ့လိုက်တယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ဒီနောက်နှစ်ဇွန်လ26ရက်နေ့မှာပဲ story နဲ့ဒီ Harrison တို့ပြန်တယ်ပေးမယ်ဆိုရင်ရောဂျားထဲမှာဆိုကြီးရောပွဲရအောင်မလားဒီ Harrison ကပွဲထပ်ရအောင်မလားဆိုတဲ့ကိစ္စတွေကအရင်တော့မသိကြသေးပါဒါ1 Championship ရဲ့နောက်ဆက်တွဲထုတ်ပြန်ချက်တွေကိုပဲကြည့်ရမှာမသိကြတဲ့ဟိုကတော့ဆိုလင်းဝအနေနဲ့ဒီနှစ်အတွင်းမှာတော့အမေရိကမှာသွားပြီးတော့ပွဲထိုးတာတော့မှမဟုတ်ဘူးဘယ်လိုပဲနေနေဒီအချက်ကလည်းဆိုလင်းကိုနည်းနည်းတော့စိတ်အားရောစေတဲ့အချက်လို့တော့ကျွန်တော်တော့မြင်တယ်ဘာလို့လဲဆိုတော့ဆိုရင်သာအမေရိကန်မှာသွားပြီးတော့လက်ဝဲကစားခွင့်ရတယ်ဆိုရင်လက်ဝဲမဟုတ်ဘူးเนาะကျွန်တော်တို့ဒီမွေထိုင်းကစားခွင့်ရတယ်ဆိုရင်ဘယ်လိုပဲနေနေမြန်မာလက်ဝဲ background ကလာတဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်အမေရိကန်မှာသွားပြီးတော့ထိုးတာတဲ့ပထမဆုံးကစားသမားတစ်ယောက်ဖြစ်လာမှာဆိုလင်းအနေနဲ့လည်းအဲ့ဒါကိုအတိုင်းအတာတစ်ခုထိဂုဏ်ယူတာကိုတွေ့ရတယ်သူ့အနေနဲ့အကောင်းဆုံးပြင်ဆင်နေရလဲတွေ့ရပါဒါပေမဲ့လက်ရှိအနေထားမှာတော့ဒါဆိုရော့လီယန်ဟာရီဆန်ကနည်းနည်းစိတ်ပြက်လက်ပြက်တော့ဖြစ်သွားနိုင်ကြတော့များတယ်ပေါ့နော်1 Championship အနေနဲ့ဘာလို့အဲ့လိုမျိုး event ကြီးတစ်ခုလုံးကိုခေါင်းပွဲပြတ်တာနဲ့ရွှေ့လိုက်တာလဲဆိုတာနားမလည်ဘူးလက်ရှိက9လပိုင်း1ရက်နေ့ပဲရှိသေးတယ်ပေါ့နော်9လပိုင်း2ရက်နေ့ပြီးတော့9လပိုင်း1လလုံးရင်6လပိုင်း9လပိုင်းပြီးတော့3လတောင်မှသူတို့မှာစီစဉ်မှုအချိန်ရှိပါဒီ3လအတွင်းမှာအခုမှစပြီးတော့ပွဲကြီးပွဲကောင်းတစ်ပွဲကိုတည်ပေးမယ်ဆိုရင်လည်းကစားသမားတွေနဲ့ညှိရဲဆိုလို့ရှိရင်လက်ခံလို့ရတဲ့အနေထားပြီးတော့တခြားသူတို့တည်ပေးမယ်လို့စဉ်းစားထားတဲ့ပွဲတွေကိုဒန်မာမျိုးကဒီ main fight အနေနဲ့ဒန်မာမျိုးမှာကျင်းပမဲ့173 main fight အနေနဲ့ရွှေ့လိုက်ရင်လည်းရပါဒါပေမဲ့ဒီ event တစ်ခုလုံးကြီးကိုနောက်နှစ်ထိကောက်ပြီးတော့ရွှေ့လိုက်တယ်ဆိုတဲ့သဘောကိုကပြောရမယ်ဆိုရင်ဒီ1 Championship အနေနဲ့ဒီဒန်မာမျိုးမှာနောက်ထပ်ဒီဇွန်လ2026ဇွန်လ26ရက်နေ့မတိုင်ခင်ထိပွဲမကျင်းပတော့ဘူးဆိုတဲ့အနေအထားမျိုးတော့တက်ရောက်သွားကျွန်တော်ကပတ်ကတော့ဒါ1 Championship မှာဘာတွေအခက်အခဲရှိနေတော့မပြောတတ်ဘူးဒါပေမဲ့အနေအထားကတော့နည်းနည်းတော့ဆိုးတယ်ပေါ့နော်တခြား press sign နေနဲ့တင်လို့ရရတာနဲ့ Stan Fetus မထိုးနိုင်လို့ဆိုတော့အကြောင်းပြချက်ကတိတ်တော့မကောင်းဘူး Stan Fetus အနေနဲ့ဘယ်လိုပဲနေနေအမေရိကမှာ pressure တချို့ရှိတယ်သူတမ်းမှာထိုးတော့ဆိုရင်လည်းဒါနောက်ကောက်နိုင်ပွဲတွေပြီးတော့အမေရိကန်မှာထိုးတော့ဆိုရင်လည်းအမေရိကန်ပြည်သက်ရဲ့ဝန်းရံမှုရရှိရဆိုပေမဲ့သူကဒူးတန်ရရသွားပါသူ့ရဲ့ဒူးတန်ရပြောရရင်ပြင်းထန်တဲ့အနေအထားတစ်ခုမှရှိတယ်
ဘောလုံးသမားတွေဆိုရင်တော့မှဒူးတန်ရပြင်းပြင်းထန်ထန်ရပြီးသွားရင်ဘောလုံးပြန်ကန်ဖို့ခက်ခဲတဲ့အနေအထားတွေရှိတဲ့အချိန်မှာကစားသမားတစ်ယောက်ကဒူးတန်ရသွားရင်လုံးဝနှစ်ရှည်လာများနားယူရမှာအခု recover လုပ်နေရင်လည်းထပ်ပြီးတော့ဖြစ်တယ်ဆိုတော့အခြေအနေကပိုပြီးတော့ဆိုးသွားနိုင်ခြင်းအများကြီးရှိရလို့မြင်တယ်။ Stanford Test ကိုတောက်လျှောက်စောင့်နေရဲဆိုတဲ့ solution ကြီးကပြောရရင်ဒီလိုမျိုးလုပ်ငန်းကြီးတစ်ခုအတွက်တော့ကောင်းမွန်တဲ့ solution တော့မဟုတ်ဘူးဘယ်လိုပဲနေဆိုးလင်းနဲ့Liam Harrison ပွဲကတော့ဘယ်လိုအခြေအနေရောက်သွားမယ်မှန်းတော့လောလောဆယ်မသိရသေးပါဘူးတေချာတစ်ခုကတော့ကျွန်တော်စိတ်ထင်အဲ့လောက်ကြီးတော့မဆောက်ခိုင်းလောက်ဘူးလို့ထင်တယ်မနော်ဒီကြားထဲကျွန်တော်တို့ဒီ1 Fight Night ပြိုင်ပွဲတစ်ခုဖြစ်ဖြစ်1 Friday Fight Night ပြိုင်ပွဲတစ်ခုဖြစ်ဖြစ်အဲ့လိုမျိုးမှာသွားပြီးတော့ကျင်းပမလားဆိုတာတွေတော့တစ်ချက်စောင့်ကြည့်ရပါပြောရရင်တစ်နှစ်နဲ့3လ4လလောက်ထိပွဲဝေးကုန်ပါပါဆိုလင်းဆိုလို့ရှိရင်ဒီပွဲမထိုးရဘူးနောက်နှစ်စီဆောက်ခိုင်းမယ်ဆိုရင်အဲ့လောက်ပွဲဝေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အစင်တော့မပြေတော့ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်ပါLiam Harrison ကပို့ဆိုးပါအသက်အရွယ်အားဖြင့်ကြီးနေပြီသူအဲ့လောက်အတိုင်းသာဆောက်လိုက်တယ်ဆိုရင်သူ့ရဲ့ performance ကဒီနှစ်လောက်အနေထားကြံပါလိမ့်ဒီတော့ကြောင့်မလို့one championship အနေနဲ့ဒီကြီးညာထားပြီးသားတွဲဆိုင်ကိုဘယ်လိုလုပ်မှလဲဆိုတဲ့ကိစ္စတွေကတော့နောက်ဆက်တွဲသူတို့ပေါ်ပြလာရင်တော့ကျွန်တော်ဘက်ကဆက်ပြီးတော့တင်ပေးပါမယ်လောဆယ်သေးကြတစ်ခုကတော့ဆိုလင်းအနေနဲ့အမေရိကန်မှာပွဲဒီနှစ်အတွင်းထိုးရတော့မှမဟုတ်ဘူးဆိုတော့ချိန်သေးတယ်ပွဲကလည်း1173 event တစ်ခုလုံးကိုရွှေ့ချလိုက်ပါဒီသတင်းကိုကျွန်တော်အနေနဲ့အဓိကပြပြပေးသွားတာဖြစ်ပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါဆိုလင်းရဲ့အမေရိကန်မှာကျင်းပမဲ့ဒါဒန်ဗာမှာကျင်းပမဲ့ပွဲကတော့ Stanford Test အနေနဲ့ဒဏ်ရာရတို့နှုတ်ထွက်သွားတယ်ချန်ပီယံကပတ်ကိုလည်းစွန့်လွတ်လိုက်တယ်One Championship ကလည်း AU event တစ်ခုလုံးကိုရွှေ့လိုက်တဲ့အကြောင်းကိုအဓိကပြပြပေးသွားတာဖြစ်ပါအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါတကယ်လို့38တွေဝယ်ယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်မှာပြထားတဲ့ American 5K page ကနေပြီးတော့3ပေ4ပေ5ပေ6ပေတဲ့အဝိုင်းထိအမျိုးအစားစုံတွေစွာမှာယူလို့ရပါတယ်ကျွန်တော်တို့အနေနဲ့မာကွန်ပိုင်းကိုအဓိက UTV ထုတ်လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ဘယ်လောက်ထိုးမပြဲဘူးဆိုတော့အာမခံနိုင်တယ်ပြဲခဲ့လို့ရှိရင်လည်း6လအတွင်းပြန်နေပေးပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုကြည့်ရှုအားပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်မာကုံကဘယ်လိုမျိုးလဲဒီလိုမျိုးဆိုင်ငယ်နောက်ကဆွဲပြထားပြီးသဲရဲ့ရှိုးရှုပ်သားခိုင်ခန့်မှုတွေတိုက်ပေါ်ကပြစ်ချပြီးသဲရဲ့မာကြောချစ်လက်မှုတွေတန်တုံနဲ့အထက်ထက်အခါရိုက်ပြပြီးသဲရဲ့ချစ်လက်မှုတွေကသဲရဲ့မာကုံတွေပါပဲစိတ်ကြိုက်ထို့စိတ်ကြိုက်ကံအမြဲမာကြောချစ်လက်တဲ့သဲရဲ့အရေးသွေးကတော့ဖိုက်တာတွေအတွက်လက်ဖြားခါဆရာလောက်ပါပဲဒီလိုမျိုးသဲရဲ့မာကုံပိုင်းကြမ်းခံမှုတွေquality ပိုင်း100ခိုင်နှုန်းအာမခံမှုတွေအပြည့်ရှိတဲ့သဲအိမ်မျိုးပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှာလို့ရပါပြီခင်ဗျာ